ချင်လေးတယ်လူကခန်းကြီးစနစ်ခန်းငယ်29ကနေ31ပါဘာတွေ့ရလဲဆိုတော့ထို့ကြောင့်ဘယ်တို့စားရအံ့သည်ဘယ်တို့တောက်ရအံ့သည်ဟူ၍မရှာဖွေကြနှင့်တောကမွေနှုတ်ချင်းလည်းမရှိကြနှင့်ပြောတယ်ငါဘယ်လိုစားရမှာလဲဘယ်လိုတောက်ရမှာလဲဆိုပြီးစိုးရိမ်ပူပန်တောကမရောက်ပါနဲ့လို့ကျမ်းစာကပြောတယ်ထိုရာများကိုလောကီသားမျိုးမျိုးသည်ရှာဖွေတတ်ကြ၏ထိုရာများကိုသင်တို့သည်အသုံးလိုကြောင်းကိုသင်တို့အခသိတော်မူ၏လို့ကျမ်းစာကပြောတယ်မစိုးရိမ်ပါနဲ့မင်းဘာလို့နေတယ်လဲဆိုတာကိုဘုရားသခင်ကသိပါတယ်တဲ့သင်တို့မူကားဘုရားခင်နိုင်ငံတော်ကိုရှာကြလို့နောက်မှထိုရာများကိုထပ်၍ပေးတော်မူလတံလို့ပြောတယ်မင်းတို့ကတော့ဘုရားခင်ရဲ့နိုင်ငံတော်ဆိုတဲ့ထောက်မှတ်ခြင်းတရားနှုတ်ကပတ်တော်နဲ့ဆိုင်တဲ့တမန်တရားတွေထဲမှာပဲမှု့လျော်ပြီးတက်ရှင်ပါလောကီအရာတွေမှာမစိုးရိမ်ပါနဲ့ဘုရားခင်ကမင်းတို့လိုတယ်ဆိုတော့သိတယ်မင်းတို့ဘုရားသခင်နောက်ကိုလိုက်တမန်တရားမှာတက်ရှင်နေဆိုရင်မင်းတို့လိုတဲ့များကိုဘုရားခင်ကပေးမယ်လို့နှုတ်ကပတ်တော်ကပြောထားပြီးသားဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့သက်သာထဲမှာလောကအရာတွေနဲ့စိုးရိမ်ပူပန်ပြီးပဲတမန်တရားထဲမှာတက်ရှင်ဖို့ရတဲ့တိုက်တွန်းချက်နောက်တစ်ချက်ကောင်းသောမြေကတော့ဘာလို့ဆိုလို့